သင်ရဲ့ဘဝကိုပြောင်းလဲသွားစေမယ့်အိမ်တွင်းနည်းပညာများပရိသတ်များအားလုံးပဲမင်္ဂလာပါမြဟင်းသာ channel ကနေကြိုဆိုလိုက်ပါတယ်လွယ်ကူရုပ်ရှင်တဲ့အိမ်တွင်းနည်းပညာတွေကိုလေ့လာကြည့်ရအောင်အသုံးပြုပြီးသားဓမ္မမဟုတ်အသုံးမလို့တော့တဲ့ plastic ဘူးခွန်တွေရှိရင်အခုကစပြီးမလွတ်ပြစ်ပါနဲ့တော့ဒီအရာတွေကသင်ရဲ့နေ့စဉ်ဘဝမှာပုံမလွယ်ကူအောင်ပြုလုပ်ပေးနိုင်လို့ပဲဖြစ်ပါတယ်ပလတ်စတစ်အဖုံးတွေပိုနေရင်အခုလိုမျိုးလုပ်ကြည့်ပါအဖုံးမပါတဲ့အချင်းရည်ဘူးတွေကိုလိုတလောက်ရယူပုံသွင်းနိုင်ဖို့အတွက်ပလတ်စတစ်ဘူးအဖုံးတွေကအများကြီးကူညီပေးပါတယ်အရင်ဦးဆုံးအဖုံးကိုမီးနဲ့ပြော့အောင်အပူလေးပေးလိုက်ပါအပူပေးလို့ပြော့လာပြီးဆိုရင်တော့သွားချထိုးရတဲ့ချုံနေအောင်ထိုးလိုက်ရုံပါပဲပြီးရင်တော့ချုံနေတဲ့ထိတ်ကိုကတ်ကြီးနဲ့ကိုက်လိုက်ရင်အချင်းရည်တွေကိုလိုတလို့ထိမ့်ပေးနိုင်တဲ့အဖုံးလေးဖြစ်သွားမှာပဲဖြစ်ပါတယ်ရေထွက်ပေါင်းနဲ့မမီတဲ့ပိုက်တွေရှိရင်လည်းပလတ်စတစ်ဘူးအခွန်တွေနဲ့လိုတလို့ပြုလုပ်လို့ရပါတယ်အခုလိုမျိုးအနှဲငယ်တွန်းနေတဲ့အဝတ်လျှော်ပိုက်လုံးပိုက်တွေဟာရေစင်းပေါက်နဲ့မညီတဲ့အခါပလတ်စတစ်ဘူးကိုအလဲကနေခွဲပြီးအပေါက်ဖောက်လိုက်ပါပြီးရင်တော့ပိုက်ကိုထည့်လိုက်ရင်လေလွင့်နေတဲ့ရေတွေအကုန်လုံးကိုတစုတစည်းတည်းစူးစီးပေးမယ်ရေပိုက်ကောင်းကိုပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်အဝတ်လျှော်ဆက်ပြဘူးတွေကုန်သွားရင်အမျက်လွှတ်ပြစ်နေမှာထက်စားရင်အခုလိုမျိုးပုံစံခွက်ထဲသွင်းပြီးကတ်ကြီးနဲ့ကိုက်ထားလိုက်ပါအမေဆုံးမှာအရန်ဈေးကြီးတဲ့ဒေါ်လာရာကျော်တန်ပကံဆေးဖက်တင်တဲ့ခွက်ကိုအဝတ်လျှော်ဆက်ပြဘူးလို့နဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်အာလူကျော်ဘူးတွေကဖျက်သီးခွဲတဲ့နေရာမှာအသုံးပြုလို့ရတယ်ဆိုတာကိုလူသက်တမ်းတဝက်ကျော်မှသိလာကြတာဖြစ်ပါတယ်။နေ့စဉ်နဲ့အမျှဖျက်သီးစားတဲ့လူအများစုဟာဖျက်သီးအခွန်ကိုကန်ရတာမုန်းနေဆိုတာသင်သိပါသလား။ဒါကြောင့်ဖျက်သီးကိုအခွန်လုံးဝမပါဘဲအိမ်မှာရှိတဲ့ Pringle ဘူးခွန်နဲ့ခလဲကိုဖိပြီးခွဲလိုက်ရုံပါပဲ။ဒါဆိုရင်တော့ပုံမှန်ထက်ခွဲထွက်ပြီးစားကျင်စရာကောင်းတဲ့ဖျက်သီးစိတ်တွေကိုရမှာပဲဖြစ်ပါတယ်။အကြံလွန်နေတဲ့ကျုပ်ပြုတ်တွေကိုခွာမိတိုင်းစိတ်တိုနေရရင်တင့်ရဲ့အနားမှာအများရန်ဝါယာကြိုးကပ်ထားတဲ့တိတ်ကိုစောင့်ထားလိုက်ပါအကြက်လွန်ပြီးအခွန်ခွာတိုင်းအသားတွေပါလာတဲ့ကျဲဥတွေဟာဝါယာကြိုးကတ်တဲ့တိတ်နဲ့တွေ့ရင်အတော်လေးခွာရလွယ်တတ်ပါတယ်ကျဲဥပြုတ်ပတ်လေကိုတိတ်နဲ့ပတ်ပြီးကျဲဥကို3-4ချက်လောက်အသားလှိမ့်လိုက်ပါဒါဆိုရင်တော့တိတ်ခွာတာနဲ့ကျဲဥခွန်တွေပါလာပြီးစင်းလုံးချောလှမဲ့ကျဲဥပြုတ်ကိုသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်ဖနက်စီးပြီးကျန်းတိုက်တိုင်းဖနက်ကအမှုန့်တွေကြောင့်ကျန်းတိုက်မပြောင်းတဲ့အခါစိတ်ညစ်နေရတဲ့သူတွေအတွက်လူတွေအသုံးပြုခဲ့တဲ့2900နီလန်းကိုကျမပြောပြချင်ပါတယ်။အဲ့ဒီအရာကတော့ဖနက်ကိုပဝါနဲ့ပတ်ပြီးကျန်းတိုက်တာပဲဖြစ်ပါတယ်။ဖနက်မှာရှိတဲ့အမှုန့်တွေကိုပဝါကထိမ့်သိမ့်ပေးထားတာဖြစ်တဲ့အတွက်ဘလို့ဖနက်စီးပြီးပဲကျန်းတိုက်ပါစေ။မှန်လို့ပြောင်းပြီးလက်နေမဲ့ကျန်းကိုရရှိမှာပဲဖြစ်ပါတယ်။တကယ်ကိုအသုံးဝင်တဲ့နီလန်းလေးပေါင်းတန်ရှင်းရခတ်တဲ့ဘူးကွန်တွေထဲမှာစီရီနဲ့ပေးချန်နေရင်ဒီအတိုင်းမလွတ်ပြလိုက်ပါနဲ့လိုတလုံးအသုံးပြုနိုင်တဲ့ဘူးခွန်တွေရဲ့အတွင်းပိုင်းကိုတန်ရှင်းမှုအတွက်ပဝင်ပစ္စည်းအနှဲငယ်ပဲလိုအပ်တာပါအရင်ຢာတွေကတော့စံအနှဲငယ်ရှောင်းလက်ကရဲ့အဖြူဆိုဒါနဲ့အဝတ်စားတို့ပဲဖြစ်ပါတယ်ထိုပစ္စည်းတွေကိုဘူးထဲထည့်ပြီးအားအနှဲငယ်စိုက်ကဘူးကိုခါလိုက်ရင်လုံးဝကိုတန်ရှင်းပြီးလိုတာအကုန်ထည့်လို့ရမယ့်ဘူးကွန်ဖြစ်သွားမှာပဲဖြစ်ပါတယ်တင်ဘဝကိုပုံမလွယ်ကူပြီးနေထိုင်ရတတ်တာစီမဲ့နီလန်ကောင်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့မြရင်သာ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ